review ရေလုံးဝမရှိဘဲနဲ့ good review တွေအပြည့်ရထားတဲ့ဒီချက်ချောက်တော့ရောက်နေညီမလေးစီကနေဒီနေ့လက်ဆောင်လေးရထားတယ်ပေါ့နော်ဒီချက်ချောက်တော့ကိုလေအခုမှသိရဆိုရင်ရှင်တို့တွေတော်တော်ခင်းနောက်ကြသွားပြီလို့ပြောရမယ်ကျမ TikTok အကောင့်ကိုတခြား ranking တွေကညီမလေးရဲ့အကောင့်ကိုခဏ TikTok ပေါ်မှာပေါ်လာတွေ့တယ်ပေါ့နော်ဘလို့ရတာရှိလဲဆိုတာကျမဒီနေ့အတူတူ try ကြည့်ကြမယ်နော်ကျမကနှကန်း filler ထိုးရတာဆိုတော့အရင်အဆက်စားလို့မရဘူးပေါ့နော်ဒီညီမလေးရဲ့အတုပ်ကဆက်လာချိုလာပုံမှန်ပဲလားဆိုတော့ကျမတို့ခဏနေကြရင်အတူတူ review လေးတွေပေးကြည့်ကြရအောင်အထုပ်ကတော့တော်တော်မှကြီးရလုံးဝအကိတ်ဆိုင်ကြီးနော်ကျမလက်တစ်ထောင်လောက်တောင်ရှိရတော့အထဲမှာလည်းလုံးဝမခိုးရအောင်လုံးဝချစ်ချစ်လေးလေးထည့်ပေးထားတာအများကြီးပဲချက်ချတော့ရတာတော့မသိသေးဘူးဂျူးမြင့်ရတာနဲ့တော်တော်လေးကိုကောင်းတယ်ဆိုတော့အိုးထိမိခွေနေရပဲမရတော့တူနဲ့စားမယ်ဆိုပြီးချက်ချတော့ကိုအတင်းထုတ်တယ်ဒါပေမဲ့ခဲနေရနောက်ဆုံးကျတော့ကျမလက်အိတ်စီပဲရောက်သွားတယ်ပေါ့နော်ကဲအပဲ့အနေကိုဆွဲရမယ်ရှင်တူလုံးဝမလို့တော့ဘူးကျမညှိုးပေးတာလေးဆိုရင်ရှင်တို့လေးရုံကြည်ကြည်ညက်သွားရောက်ပြီးဝယ်လိုက်တော့နော်အောက်မှာညီမလေးရဲ့အကောင့်ကိုမှာယူခြင်းနဲ့ဆိုရင် mention ထားပေးမယ်နော်အားလုံးပဲတတာ